မတ်လ29ရက်နေ့မှာကြာရောက်တဲ့68နှစ်မြောက်တပ်မတော်နေ့စေးပြအခမ်းအနားမိန့်ခွန်းမှာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။အဲ့ဒီမှာတော့တပ်မတော်ဟာရပ်ဖက်ဆိုင်ရာဥပဒေတွေတပ်မတော်ဆိုင်ရာစီမံစည်းကမ်းတွေအပြင်ဂျနီဗာသဘောတူညီမှုစာချုပ်ပါအချက်တွေအတိုင်းတိတိကျကျလိုက်နာဆောင်ရွက်ခဲ့တာကြောင့်ဘလို့စစ်ရာဇဝတ်မှုမျိုးကမှကျူးလွန်တာမျိုးမရှိသလိုလူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်ဆိုတာလည်းလုံးဝမရှိခဲ့ဘူးလို့ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။လူတပ်မတော်ဟာနယ်ပယ်ဆိုင်ရာဥပဒေစီမံစည်းကမ်းတွေတပ်မတော်ရဲ့ဥပဒေစီမံစည်းကမ်းတွေဒါမှကဂျနီဗာကွန်ဗင်းရှင်းကိုပါအထူးတိုင်လာတဲ့တပ်မတော်တရားဖြစ်တယ်။ဒုတပ်မတော်တွေကိုဂျနီဗာကွန်ဗင်းရှင်းနဲ့ပတ်သက်ပြီးသိရှိတိုင်းတာကိုလည်းသိကျင်သင်ကြားပေးလျက်ရှိတာကြောင့်ဒုတပ်မတော်ဟာဘယ်လိုစစ်ရာဇဝတ်မှုတွေကိုမှမကျူးလွန်သလိုစည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့စစ်တီတွေကိုလည်းတပ်မတော်စီမံဥပဒေများနဲ့အညီထိရောက်စွာအရေးယူခဲ့တယ်။နိုင်ငံတော်ကာကွယ်ရေးအတွက်တာဝန်ထမ်းဆောင်ခြင်းမှာဘယ်တိုင်းသားလူမျိုးပေါ်မှာမှမုန်းတီးစိတ်နဲ့ဆောင်ရွက်ရှိမရှိပဲလက်နက်ကပဋိပက္ခပေါ်ဆောင်သူတွေကိုသာတိုက်ခိုက်နေခြင်းဖြစ်လို့လူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်ဆိုတာလွတ်တပ်မတော်ရဲ့သမိုင်းကြောင်းမှာလုံးဝမရှိကြောင်းပြောချလိုတယ်ဒါ့အပြင်အရင်တပ်မတော်နေ့အခမ်းအနားတွေမှာကာကွယ်ရေးဦးစီးချုပ်တွေကမြန်မာတပ်မတော်ရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုထည့်သွင်းပြောကြားတာမျိုးနေပါခဲ့တဲ့အခြေအနေကနေပြီးတော့ဒီကနေ့တပ်မတော်နေ့အခမ်းအနားမှာတော့ကာကွယ်ရေးဦးစီးချုပ်ကမြန်မာတပ်မတော်စတင်တည်ထောင်စဉ်ကဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ခင်မီအင်အားတောင်းတဲ့တပ်မတော်တရက်ဖြစ်ဖို့လိုအပ်ချက်တွေကိုအခုအချိန်ထိအကောင့်ထဲပေါ်နေတယ်လို့လည်းထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်1949ခုနှစ်ဒေါ်လာ16ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့တိုင်းပြည်ပြည်တွတ်တော်အစည်းအဝေးမှာဒုတပ်မတော်ဖခင်ဗိုလ်ချုပ်အောင်ဆန်းကမြန်မာနိုင်ငံကာကွယ်ရေးအတွက်ဒီဒါ first line airplane အဖြစ်ဆုံး900ရှိရမယ်။တက်တဲ့အခြေမျိုးမှာလူတန်းစစ်အင်အားရှိရမယ်။ကိုနေရာကမတိတိစတာဒီနေရာမတိတိစတာလည်းပြန်ပြီးလုပ်ရဲရမယ်။လုပ်နိုင်ရမယ်လို့ပြောကြခဲ့တာတွေ့ကြရမှာဖြစ်တယ်ဒီ68နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကိုမြန်မာဒီမိုကရေစီခေါင်းဆောင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌကော်မှုမြို့နယ်ပြည်သူ့လွှတ်တော်ကိုလည်းဒေါအောင်ဆန်းစုကြည်လည်းတမိုင်းဝင်ပထမအဆုံးအနေနဲ့တက်ရောက်လာခဲ့တာပါ။ဒါပြင်ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့အစည်းဝင်တွေနောက်နိုင်ငံတကာစစ်တမ်းမှုတွေနဲ့တန်ရာရှိတဲ့လွှတ်တော်ကော်မတီကော်မရှင်ဥက္ကဋ္ဌတွေနဲ့တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ်တွေတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းချုပ်ကခေါင်းဆောင်တွေလည်းတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ဒီခန်းနာမှာပဲမြန်မာတပ်မတော်မှာအသုံးပြုနေတဲ့ခင်မီဆက်လက်နက်ပစ္စည်းတွေဖြစ်တဲ့လေကြောင်းရန်ကာကွယ်ရေးဒုံခွင်းတုံးစနစ်တန်ကြပ်ကတက်အပါအဝင်တပ်မတော်လေကတိုက်ခိုက်ရေးလေရင်နဲ့ရဟတ်ရင်တွေကိုလည်းပထမအဆုံးအနေနဲ့အသုံးပြုစီရေးပြသခဲ့တာဖြစ်ပါတယ်ကျွန်တော်အဖုံးမြတ်ပါခင်ဗျာဖွဲ့ဘတ်စုံသုံးတိုက်ခိုက်ရေးလေရင်၅စီးကဖန်ဘရိခေါ်ရတောင်ပုံစံခွဲထွက်ပြီးဝေးရအစုံ2စီးကလျှာပစ်ခတ်သွားတဲ့မြင်ကွင်းဟာလည်းနိုင်ငံရေးဆိုင်ရာ